Hello Hello ဒါလေးကကျွန်မအမေသားနွားတို့ထည့်တယ်စီထည့်တယ်စားကြချုံမုတ်စနိုးမုတ်ရောင်တင်မုတ်ထည့်ပြီးတော့အနေထားမယ်နှက်ထားမယ်တစ်တန်နေပါထည့်နှက်မယ်စီလေးထည့်ထားတယ်စီလေးထည့်ပြီးတော့နေမယ်ရှင်းဒီရေနှခောက်ထည့်ပြီးတော့တနားကြော်တော့အစားလေးတွေလည်းပြလာပြီးဆိုရင်ကြော်ထားတဲ့စစ်ကူလေးထည့်မယ်ဆိုလို့ရှိရင်အမြင့်များများရအောင်နော်ဒါလေးကဒီလေးစစ်ကူလေးအုပ်ပြီးတော့တမင်းအုပ်ဖို့ရှင်ရှိလေးရလာပြီမိသားစုပြန်ဟဲ့မိသားမစုပြန်ဟဲ့